อีจิปต์ทำไมมาเยสเซตทรงพารูบินโซไรดีลูเบตัวยัดตินใช้กูจีสอกโบตัวฮีบรูลูมิโอเลตังกูจุนอัดผิดพันบีโลกตาผิดใครเจเกเรนี่มาอีกามันน่าอโลโลกใครโลฮีบรูดีเยก็ลูมิยาในเราอ่างเตะทรงเกียบเมพาโยกาลอลงมาตนาญาดาใส่ไม่ชีแกบูอลาวดีกูเรามิสูเปียโทอเมนเปเกเรนอกสมมารอตัวยัดดีโลเยสเซตโลยัดดีจังฮีบรูดียัดพยาตะคิงอเมริกาชาตัวราพอพายอกูอภิเปโพตัวพยาตะคิงกาอียิปต์ปีกูกับเปรีเซโลเทเรมาจากเขมาเบพัฒมาซงกับเบกานายมีบอกกูเตะเซเซนตัลลาเฮเรชันเนตแต่มีเจ้าดีกายุคที่ยันมาพันลีดีกูใต้ไข่ตัวราเบบามามาตีเรงาพันธมาดีฮะมิสซี่ตะเมกตัวเซอมัวอไก่ชันลายาเรดาเบเมดากาเบรุงข้าอสาเบชีบาเตเรมีเจ้าดีกาปูบีจันดันลายมกาตุโรชินเย็นดาวตัดเทียกงจาเรมิเทกางาดีเลอสุไลเปียงไลเตกงจาบีตัวอย่างนี้เรเยดีกาปักวินจินตะคุลงกูอยางโซดาเรพายอกาเยโกตันเซนโฟตัวปโรหิมิงจีกูขออยู่เซเบเมอชีนีเบตะปีลงกานี้นีบีตีนันด้วยอาลูเลเปียซีกงเนญาอยาวต่อช่วยวันเทกานีพาดีเยตัวไม่ยาเอาคงถอดลาบีမျိုးရနေရတိုင်းကိုချက်ချင်းတင်းပိုက်လိုက်ကြတယ်။ဖာရောရဲ့မိဖုရားတော်အိမ်မက်ခန်းနေလန့်နိုးသွားရတယ်။ဖားဒီတေဆုံးသည့်တဲ့နောက်မှာတော့ရင်ကောင်ဒီအများကြီးလိုက်ပါလာပြန်တယ်။ရင်အုံကြီးကမြို့တစ်မြို့လုံးကိုဒုက္ခပေးတာပဲ။မြို့ထဲကအီဂျစ်လူမျိုးတွေထွက်ပြေးစရာနေရာမရှိတော့ဘူး။ဖာရောရဲ့နန်းတော်တောင်မလွတ်ခဲ့ဘူး။မကြခင်မှာပဲဒီရင်ကောင်တွေကနေတရှင်ယောဂပိုးတွေတဲဆောင်လာပြီးလူတွေရဲ့အရေးပြားကိုကူးဆက်ကုန်တယ်။သူတို့ရဲ့ကိုခန္ဓာတွေဟာပီတီနာတွေဖြစ်ကုန်ကြပြီးဖာရောကိုယ်တိုင်တောင်ရုပ်ပြက်ဆင်းပြက်ထဲထော်တယ်။အီဂျစ်တပြည်လုံးထိတ်လန့်တုန်လှုပ်မှုထဲနစ်မြုပ်ပြီးတေမင်းနဲ့အရေးကမြို့ပေါ်မှာဖုံးလွှမ်းလာခဲ့တယ်။ပိုပြီးထူးဆန်းတာကတော့ဖာရောရှိတဲ့ယထာဘော်မှာစာကြောင်းတစ်ကြောင်ရုပ်တရက်ပေါ်လာတာပဲ။အဲ့ဒီစာကဒီဘေးဆိုးတွေကဟီဘရူဘုရားသခင်ရဲ့လက်ဆောင်တွေပါလို့ရေးထားတယ်။ဒါပေမဲ့ဖာရောကဘုရားသခင်တည်ရှိတာကိုလုံးဝမယုံကြည်ခဲ့ဘူး။သူကသူ့ကိုယ်သူဒီကဘာရဲ့ဘုရားသခင်လိုပဲသတ်မှတ်ထားတယ်။ဖာရောရဲ့ခေါင်းမာမှုနဲ့မာနကအီဂျစ်လူမျိုးတွေကိုဒုက္ခဆင်ရဲတဲ့လုံလျားဆွဲထွင်းခဲ့တယ်။ဖာရောရဲ့ဖျားကိုစော်ကားမှုအဖြစ်ဘေးဖို့ဟီဘရူဖျားသခင်ကလူငယ်တယောက်အသွင်ပြောင်းလဲပြီးဒါဂျွမ်လိုအမိရတဲ့လူတယောက်ကိုတွေ့တယ်။သူ့လူမျိုးတွေကိုကယ်ထုတ်ဖို့နဲ့အီဂျစ်ပြည်ကနေဥဆောင်ခေါ်ထုတ်သွားဖို့ပြောခဲ့တယ်။ဒါဂျွမ်ကပထမတော့ဝေမပါခြင်းလို့ဒါပေမဲ့မြို့တစ်မြို့လုံးမောင်မိုက်နေတာနဲ့အပြစ်မဲ့သူတွေခံစားနေရတာကိုမြင်တော့မနေတာတော့ဘူး။ဒီတော့သူကဖာရောကိုတွားပြီးတော့ဒီဘေးဆိုးတွေရက်တန့်ခြင်းရဲ့ကျွန်းပြုတ်ထားတဲ့ဟီဘရူတွေကိုလွတ်ပေးရမယ်လို့ပြောတယ်။ဒါပေမဲ့ဖာရော့ကခေါင်းမာနေတော့ပဲ။ဒါကျွမ်းရဲ့တောင်းဆိုချက်ကိုငင်းဆန်ယုံတာမကကျွန်းဒီရဲ့အလုတ်ပမာဏကိုပါနစ်ဆက်တိုးခိုက်လိုက်တယ်။ဟီဘရူတွေအားလုံးပို့ပြီးဆင်းရဲဒုက္ခရောက်ခဲ့ရတယ်။နောက်ကနေ့မှာဖာရော့ရဲ့အကောင်းဆုံးငင်းကရုတ်တရက်ထည့်သွားတယ်။သူကတော့ပြဿနာရဲ့အရေးကြီးပုံကိုသဘောမပေါက်သေးဘူး။ဒီနောက်မှာတော့မွေးမြူထားတဲ့တရိတ်ဆန်တွေအကုန်လုံးယောဂကုဆက်ပြီးတေကုန်တယ်။တရိတ်ဆန်အသေးကောင်ကြီးကနေရာအနှံ့ပဲ။လူတွေဝမ်းနည်းမှုကနေမထူထောင်နိုင်ခင်မှာပဲပိုဟတ်ကဘေးကြီးတစ်ခုမကြုံစဘူးတိုက်ခတ်လာတယ်။ပိုဟတ်တွေဖြတ်သွားတဲ့နေရာတိုင်းမှာဘာမှမကြံတော့ဘူး။ဒါပေမဲ့ဒါကထိုသမီးမြောက်ကဘေးသာရှိမှသေးတယ်။ညဘက်မှာကြက်ဥလာကြီးတဲ့မိုးတီးတွေကောင်းကင်ကနေကျလာတယ်။အိမ်တွေဟာအစိတ်အမွားကျိုးပြတ်ကုန်တယ်။မိုးတီးတွေကလူတွေရဲ့ခေါင်းကိုတိတိကျကျမှန်တယ်။အထီမှန်သူတွေဟာတန်ရရတာဒါမှမဟုတ်တေးတာပဲဖြစ်တယ်။လူတွေလေးဘက်လေးလံထွက်ပြေးကြရတယ်။ကြီးမားတဲ့လေးစင်နှမောင်းကြီးမြို့ပေါ်ရောက်လာမှဖာရောဟာခဏတာတော့ပဲကြောက်စိတ်ဝင်ခဲ့တယ်။တီးနန်တောင်းကြီးပျက်စီးသွားပြီးအစားတောက်ကအင်မတန်ရှားပါသွားတယ်။စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးမှုကကောက်ပဲတီးနန်ကြီးတွေကိုဖွင့်ပြီးအစားတောက်ဝင်းငတ်ဖို့အကြံပြုခဲ့ပေမဲ့ဖာရောကသူ့လက်အောက်ခံရဲ့အသက်ကိုဂရုမစိုက်ခဲ့ဘူး။အင်္ဂဘဲတင်နေတဲ့တာမန်လူတွေဟာကောက်ပဲတီးနန်ကြီးတဲ့အတင်းဝင်ပြီးအသေးအတန်လူရက်ကွန်ကြတယ်။ရှုပ်ထွေးမှုတွေကြားတဲ့ကောက်ပဲတီးနန်ကြီးမတော်တဆမီးလောင်သွားတယ်။ဒါပေမဲ့အပြင်ကိုပြေးထွက်လာတဲ့အခါသူတို့နဲ့ဆုံတွေ့ရတာကအီဂျစ်စစ်တပ်ပဲ။ဖာရော့ကပြဿနာရှာသူအလုံးကိုတပ်ပစ်ထိုအမိန့်ပေးခဲ့တယ်။ချက်ချင်းဆိုသလိုများတွေတခါတည်းပစ်ခတ်လိုက်တယ်။တာမန်လူတွေဟာတယောက်ပြီးတယောက်လဲကြကုန်ကြတယ်။အီဂျစ်ပြည်ဟာအရှင်းဆုံးပြောရရင်အရှင်လက်ငရဲပြည်ထွနေပြီ။အပြစ်မဲ့သူတွေဒီလိုဘေးဒုက္ခတွေပါဝင်နေတာကိုမြင်တော့ဒါကျွမ်းကဟီဘရူဖျားသခင်ကိုကပ်ဘေးဒီရက်တန့်ဖို့တောင်းပန်တယ်။ဒါပေမဲ့ဟီဘရူဖျားသခင်ကဒေါသထွက်နေတယ်။ဟီဘရူတွေကိုနှစ်ပေါင်းရာချီကျွန့်ပြူထားတာသူတို့ဘလောက်တောင်ခံစားခဲ့ရလဲ။ဘာလို့ဘသူမှစာနာစိတ်မထားခဲ့တာလဲ။ဖာရော့ကဒီလိုမာရွတ်နေအောင်မဲ့ဆိုရင်ပိုပြီးကြောက်စရာကောင်းတဲ့ဘေးဆိုးဒီစပ်ဖစ်လာလိမ့်မယ်လို့အော်ဖလော်တယ်။
ဒါကျွမ်းကတခုခုအကြီးကျယ်ဖြစ်တော့မယ်ဆိုတာသိလိုက်တယ်သူမျိုးလည်းပြန်သွားပြီးဟီဘရူဒီကိုသူတို့ရဲ့တခါးဒီမှာတိုးတငယ်တွေတုတ်လင်းထားဖို့အတိပေးတယ်ပြီးတော့ညဘက်အထင်မထွက်ကြဖို့တတိပေးခဲ့တယ်တကယ်ပဲမောင်မဲတဲ့အရေးကြီးတစ်ခုမြို့ကိုဖုံးလွှမ်းသွားတယ်သူဖက်တန်းသွားတဲ့နေရာတိုင်းမှာကလေးတွေအားလုံးမမျော်လင့်ပဲတည်ဆုံးကုန်ကြတယ်ဒီမောင်မဲတဲ့အရေးကနန်းတော်ကိုပါလွှမ်းခြုံသွားပြီးအတွင်းကဖျောင်းတိုင်ပြီးအကုန်လုံးလေနဲ့ညင်းသွားတယ်ဖာရော့ရဲ့သားတော်လည်းမလွတ်ထဲဘူးသူ့ရဲ့သားတည်ဆုံးသွားတာကိုကြည့်ပြီးဖာရော့ဟာဝမ်းနဲ့ကြေကွဲနေတယ်လက်မခံနိုင်ပင်ဒါကအမှန်တရားတယ်အီဂျစ်မြို့တစ်မြို့လုံးမှာငိုကြွေသံတွေစူညံသွားတယ်ဒါဟာသူတို့ရဲ့အကြီးမားဆုံးစိတ်ပြက်အားငယ်ရတဲ့နေ့ဖြစ်ခဲ့တယ်နောက်တနေ့မှာဖာရော့ညသူ့တက်ကဒါကျွမ်းကိုလာရှာပြီးကလေးတွေတည်ဆုံးရခြင်းရဲ့တရားခံလို့ဆွဆွဲတယ်ဒါကျွမ်းကဒါဟာသူ့လက်ချက်မဟုတ်ပဲဖာရော့ကိုဟီမရူဖျားသခင်ရဲ့အပြစ်ပေးခြင်းချစ်ကြောင်းဘာလို့လဲဆိုတော့ဟီမရူကလေးတွေအားလုံးအသက်ရှင်နေလို့ဆိုပြီးပြန်ချေပေးခဲ့တယ်နောက်ဆုံးမှာတော့ဖာရော့အလျော့ပေးခဲ့ရတယ်သူဟီဘရူကျွန်းတွေကိုအားလုံးလွတ်ပေးလိုက်တယ်ဒါကျွမ်းကဟီဘရူလူမျိုး၄သိန်းကိုကြီးကျယ်ခမ်းနားစွာအီဂျစ်ပြည်ကနေဥဆောင်ခေါ်ထုတ်သွားခဲ့တယ်ဒါပေမဲ့ဖာယောကသူ့သားကိုမြွတ်နံနေစီမှာသူ့မာနကိုမျိုးချလို့မရခဲ့ဘူးသူဟာသူ့တပ်တွေကိုကိုယ်တိုင်ဥဆောင်ပြီးဒါကျွမ်းနောက်ကိုလိုက်ခဲ့တယ်ဒါကျွမ်းရဲ့စစ်တပ်ကိုရှောင်ရှားဖို့အတွက်ဒါကျွမ်းကတောင်တီဖြတ်ကျော်ဖို့ရွေးချယ်ခဲ့တယ်ဒီလိုလုပ်ရင်ဖာယောရဲ့ယထာတွေကိုအနောက်အရက်ဖြစ်မယ်လို့သူယုံကြည်ခဲ့တယ်ဒါပေမဲ့ဖာယောကသူ့သားအတွက်လက်စားချေခြင်းစိတ်နဲ့အစင်ချင်မှတ်လေပြီးအန်တရယ်များတဲ့တောင်လန်းတွေကနေယထာတွေကိုတွားခိုင်းဖို့အမိန့်ပေးခဲ့တယ်။မကြခင်မှာပဲဒါကျွမ်းကလူအုပ်ကြီးကိုပင်လယ်နီစီကိုဥဆောင်ခေါ်လာခဲ့တယ်။သူတို့ရဲ့ဇာတိမီလင်ကမျက်စိရှိမှာပဲ။ဒါပေမဲ့အဲ့ဒီကိုရောက်ဖို့အတွက်ပင်လယ်ကြီးကိုဖျက်ကျော်ရမှာဖြစ်တယ်။အစွန်းမရှိတဲ့သမုဒ္ဒရာကိုကြည့်ပြီးဒါကျွမ်းစိတ်ပြတ်အားငယ်သွားတယ်။ဟီဘရူဘုရားသခင်ကိုတခါလောက်ထပ်ပြီးကူညီပေးဖို့တောင်းပန်တယ်။မဟုတ်ရင်ဟီဘရူတွေအားလုံးဒီမှာပဲဖျက်ဆီးကုန်မယ်ပေါ့။ဒီတစ်ချိန်မှာတော့ဟီဘရူဘုရားသခင်ကသူ့ကိုတုံ့ပြန်ခြင်းမရှိဘူးစိတ်တို့ဒေါသထွက်ပြီးဒါကျွမ်းကသူ့ဓာတ်ကိုပင်လယ်ထဲပြတ်ချလိုက်တယ်နောက်တနေ့မှာအံ့ဖွယ်အမှုတစ်ခုဖြစ်ခဲ့တယ်သူ့ဓာတ်ကရေပေါ်မှာတကယ်ပဲပေါ်နေတယ်ပင်လယ်ဇင်းရော်ဒီကောင်းကင်မှာဝဲပြန်နေတယ်ပိုပြီးမယုံနိုင်စရာကောင်းတာကတော့ပင်လယ်ရေတွေကတဖြည်းဖြည်းနောက်ဆုတ်နေတာပဲဒါကျွမ်းကချက်ချင်းလူတွေကိုဥဆောင်ပြီးဖျက်ကျော်ခဲ့တယ်သူတို့ရဲ့ဇာတိမြေကတစ်ဖက်ကမ်းမှာရှိနေပြီလေတချိန်တည်းမှာပဲတောင်ကမ်းပါးမွန့်ပေါ်မှာဖာယောရဲ့စစ်တပ်ကအရှိန်အဟုန်နဲ့နီးကပ်လာပြီးမဆောက်ကကမ်းပါးကိုရင်ဆိုင်ရပင်ပဲမြင်းရထားတွေကလုံးဝအရှိန်လျှော့မဲ့ပုံမပေါ်ဘူးရုတ်တရက်ရထားတစ်စီးကကြောက်တုံးကိုပေါ့ဆွားစပါဝင်တိုက်မိပြီးရထားဘော်ကလူလေနဲ့အတူ၆ထဲကိုပြုတ်ကျသွားတယ်နောက်ကရထားလေတွန်းပြန်ဖူးတောင်အချိန်မရလိုက်ပဲအားလုံးထပ်ဆင့်တိုက်မိကုန်တယ်တောင်ပေါ်မှာလူရပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရတယ်ဒီနောက်မှာတော့တောင်ပေါ်လမ်းကပြိုကျလာပြန်တယ်။ဖာယောရဲ့တပ်တွေဆုံးရှုံးမှုကြီးကြီးမားမားခံရပေမဲ့သူကတော့လိုက်လံဖန်ဆီးတာကိုလက်မလျော့သေးဘူး။နောက်ဆုံးမှာတော့သူတို့ရဲ့ပြစ်မှတ်ကိုမြင်လိုက်ရတယ်။စစ်သားတွေဟာတောရိုင်းတရစ်ဆန်တွေလိုအောက်ကိုပြေးဆင်းလာကြတယ်။ဒါကျွမ်းမှာတိုက်ပွဲဝင်အဖွဲကိုပြန်ခေါ်ပြီးသူတို့နဲ့ရင်ဆိုင်ဖို့ကလွယ်လို့တခြားရွေးချယ်စရာမရှိတော့ဘူး။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲခေါင်းကင်ကမြင်းမောင်လာပြီးလေပြင်းတွေတိုက်ခတ်လာတယ်။လိုင်းလုံးကြီးတွေကသူတို့စီကိုအရှိန်နဲ့တိုးလာတယ်။အဝေးမှာရေဝဲတိုင်ကြီးတစ်ခုကတဖြည်းဖြည်းချင်းကပ်လာနေပြီ။ဒီအချိန်မှာဟီဘရူးတွေကကုန်းပေါ်ကိုအများစုရောက်နေပြီ။သူတို့ရှေ့ကမြင်ကွင်းကသူတို့ကိုကြောင်သွားစေတယ်။သမုဒ္ဒရာကအရှိန်နဲ့ကြီးမားတဲ့လိုင်းလုံးတွေကိုမြင့်တင်နေတာ။ဖာယောရဲ့လက်အုပ်ငယ်သားတွေစိုးရိမ်ထိတ်လန့်လာတယ်။လူတိုင်းချက်ချင်းနောက်လက်ပြေးကြပြီမဲ့ဖာယောတကြောင်ထဲကတော့ဇွတ်တရွတ်လိုက်လံဖမ်းဆီးနေတော့ပဲ။ဒါကျွမ်းကသူ့လူတွေကိုမြန်မြန်ထွက်သွားဖို့ပြောပြီးသူကတော့ဖာယောနဲ့ရင်ဆိုင်ဖို့နောက်မှနေခဲ့တယ်။ဒါပေမဲ့သူတို့နှစ်ယောက်တိုက်ခိုက်ဖို့တောင်မစသေးခင်မှာပဲဝင်လာတဲ့လိုင်းလုံးကြီးကရိုက်ခတ်ပြီးနှစ်ယောက်လုံးလဲကျသွားတယ်။ဖာယောရဲ့တပ်ဖွဲ့တစ်ခုလုံးဟာဒီအရာမှလိုင်းလုံးတွေကိုမရှောင်နိုင်ပဲပင်လယ်ရေနဲ့အရှင်လက်နစ်မြုပ်ကုန်ကြတယ်။ဒါပေမဲ့ဟီဘရူးလူမျိုး၄သိန်းကတော့ကနဘော်ကိုဘေးကင်းစွာရောက်ခဲ့ကြတယ်။ဒါကျွမ်းလည်းဖျားသခင်ရဲ့အကာအကွယ်အောက်မှာအသက်ရှင်ကြံ့ရစ်ခဲ့တယ်။ဖာယောကတော့အသက်မသေးခဲ့ဘူး။သူကကန်းဆက်မှာမတ်တရပြီးသူ့စစ်သားတွေရဲ့အလောင်းတွေကိုငှက်တွေကစိတ်နေတာကိုကြည်နေတယ်။ဒီအချိန်မှာတော့သူတတိပြန်ဝင်လာခဲ့ပြီးထင်ပါတယ်။နောက်ဆုံးမှာတော့ဒါကျွမ်းဦးဆောင်တဲ့ဟီဘရူးတွေအားလုံးဟာသူတို့ရဲ့ဇာတိမြေကိုအောင်မြင်စွာပြန်ရောက်သွားခဲ့ကြတယ်
သူကဖျားသခင်ပေးအပ်ခဲ့တဲ့တာဝန်ကိုပြီးမြောက်ခဲ့ပြီးပဲ